ညိုကြီးဆိုတဲ့ကောင်ကလူပါလဲဝါတယ်လူပြောလဲမခံဘူးလူကြောလဲမခံဘူးကွာဒီအိမ်မှာလေအလုတ်ကလွယ်လို့ကြံတာဘာမှခွင့်ရမရှိဘူး ငါသဘောကောင်းရင်လည်းသူများထက်ကောင်းတယ်ငါစိတ်ဆိုးရင်လည်းမလွယ်ဘူးလူသက်ဖို့လည်းဝင်မလေးဘူးတော့ ဘာလို့ငါတို့ညီကိုချင်းချင်းထဲမှာတွေ့ခွဲတဲ့စကားမျိုးတွေနင်ဘယ်တော့မှမပြောမိပါစေနဲ့ အခုလိုမျိုးတော်ရကြောင့်ကိုလင်းခံစားနေရတာကိုမြင်တော့တော်ရရင်ထဲမှာမကောင်းဘူးကိုလင်းရဲ့ မိန်းမတစ်ယောက်ရဲ့အချစ်ကိုတန်မိုးမထားတဲ့ယောက်ျားတစ်ယောက်ကိုမျှော်နေရတာကျမအရင်ရှက်တာပဲ စီးမရှိရဲ့မင်းရဲ့ပါဇက်ကိုပြန်ပြီးဇစ်တက်ပေးရသေးတာပေါ့ကွာကြောက်ရရငါညီတွေကိုထိတာငါ့ကိုထိတာနဲ့တူတူပဲငါညီတွေစော်ကားတာငါ့ကိုစော်ကားတာနဲ့တူတူပဲလို့ ကိုကြီးညီကိုချစ်တဲ့အချစ်တွေလေဟိုတော့ခွက်လောက်ပဲဖြစ်ဖြစ်မင်းထောက်ချစ်ပါလား ဒီအိမ်မှာနေရတာလေအရင်ကိုစိတ်ကြီးကြတာပဲ ယောက်ျားလို့နေရက်တော့ ကြည့်ရော သူကလူမမဟုတ်တာကြားလို့ပဲဥစ္စာ ကိုမျိုးကြီးရဲ့စိတ်ဓာတ်နဲ့ခံယူချက်ကကြောက်စရာကြီးနော် အဲ့ဒါကြောင့်လေသူ့ပတ်ဝန်းကျင်ကကြားဘလူလို့ခေါ်တာပေါ့မင်းပါ နောက်ဆုံးတော့လေရှင်းလိုမျိုးကြားပလူပွဲခံထားတဲ့လူချမ်းကြီးတယောက်ကကျမတို့မိန်းမတွေရဲ့မာယာပိုက်ကွန်ကိုရောက်ရတာပါပဲရှင် တက်ဆန်ရှိတာတက်ပြီးရင်လူဘောအိမ်ကိုထောက်လို့ရအောင်မီးရှို့လိုက်ပြီ ငါ့ဘသူကတတ်ချင်တာလဲငါ့ဘသူကလောက်ကြံတာလဲဆိုတော့မင်းစဆုံစမ်းတော့ ကြားဘလူးကိုတတ်ချင်တယ်ငါ့ရဲ့ဆန္ဒမပြည့်သေးဘူးသူ့ရှဲတာတော့ပါရဲ့အဲ့လောင်းကိုလုပ်ကြမယ် ကျုပ်ကညိုကြီးဆိုတဲ့ကောင်ဒီတဲ့ဒုက္ခရောက်ပြီးဆုံးပြတ်သက်သွားပြီ ဒီကောင်နေညီအခုလိုဖြစ်နေတဲ့အချိန်မှာကျွန်တော်အမြန်ဆုံးပြန်ပြီးအနိုင်ယူတယ်လေအဖေဟာ ဘလောက်ထိကြောက်စရာကောင်းလဲဆိုဘလူးဆယ်ကောင်လေးကိုပို့ပြီးတော့ကြောက်စရာကောင်း ယောက်ျားတော့တော့ငါပြတ်ထုတ်လိုက်ဟုတ် အဲ့လူတွေခေါ်နေတဲ့ကြားဘလူးဆိုတဲ့နာမည်ကိုအကိုကြီးကိုယ်တိုင်ကကြိုက်တာခေါ်စမ်းပါစေကွာကြားဘလူးကြားဘလူးကြားဘလူး